အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျမ်းပါဘော Healthy Life မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တကယ်တော့စီးကျူယောဂရှိရဆိုတာဒီလူဘာမှမစားရဘူးပေါ့။တောင်းမွေစားတော့ဆိုင်နဲ့မုတ်တွေမှာရှောင်နေရတဲ့အစားအစာတွေအများကြီးပါပဲ။အစားတော့ကန်တဲ့ရတာကခက်ခဲတယ်လို့ခံစားနေရတဲ့သူတွေလည်းရှိကြမှာပါ။စီးကျူရှိသူတွေကဘာမှမစားရဘူးဆိုတဲ့အချက်ကတကယ်ကိုမှားယွင်းပါတယ်။ဒီကတော့ဘာကိုကိုကရွေးချယ်ပြီးစားသုံးတင်လဲဆိုတာကအဓိကဖြစ်နေပါတယ်။ဒီနေ့ဗီဒီယိုမှာတော့စီးကျူယောဂရှိသူတွေအတွက်သွေးထဲမှာရှိနေတဲ့တခြားဓာတ်ကိုထိန်းညှိပေးပြီးတော့ကျန်းမာရေးအတွက်ကောင်းမွန်စေမယ်။မဖြစ်မနေစားသင့်တဲ့အစားအစာစင်မျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါနော်။ဒီအစားအစာတွေကိုမပြောခင်မှာစီးကျူရှိသူတယောက်စားတော့ရမှာအရေးကြီးဆုံးအချက်တွေကိုအရင်ဆုံးနားလည်နေသင့်တယ်လို့ထင်ပါတယ်။စီးကျူရှိသူတွေကရွေးချယ်စားသုံးတဲ့အစားအစာတွေရဲ့လက္ခဏာတွေကတော့ glycemic index ကြီးဟိုင်းနေခြင်းဆိုတာကသူတွေကတခြားဓာတ်ကိုအမြန်တက်မလာစေတာကိုပြောတာပါ။နံပါတ်2အမြင့်ဓာတ် fiber ပမာဏများခြင်းအမြင့်ဓာတ်ကတခြားဓာတ်စုပ်ယူမှုကိုနှေးကွေးစေပါတယ်။နံပါတ်3ကောင်းမွန်တဲ့အဆီဓာတ်နဲ့ပရိုတင်းဓာတ်ကျွဲဝခြင်းဒါတွေကဘိုက်ပြည့်တင်မှုကိုပေးပြီးတော့သွေးထဲမှာရှိတဲ့တခြားဓာတ်ကိုထိန်းထားပေးနိုင်ပါတယ်။ဒီအချက်3ချက်နဲ့ကန့်ညီမဲ့အစားအစာ10မျိုးကြောင်းကိုဆက်လက်ပြီးတော့ပြောပြတော့မှာမလို့အဆုံးထိကြည့်ရှုပေးတော့ပါ။အဓိကစားသုံးတဲ့အစားအစာ10မျိုးမှာနံပါတ်1ကတော့အစိမ်းအောင်ဟင်းသီးဟင်းရွက်တွေပါ။အထူးသဖြင့်ဟင်းသီးတွေရဲ့ကိုင်လန်ပန်းကော်ပီစိမ့်တို့လိုမျိုးကယ်လိုရီနည်းပြီးတော့အမြင့်တက်ကျွံရတဲ့အစားအစာတွေအသီးနှံတွေကိုစားသုံးပေးသင့်ပါတယ်။သူတွေမှာတခြားဓာတ်ကိုတိတိသားကမတက်စေတဲ့အပြင်မက်ဂနီဆီယမ်လိုမျိုးသတ္တုဓာတ်တွေလည်းကျွံရပါတယ်။နံပါတ်2ကြက်သွန်ဖြူဟင်းကအမွှေးကြိုင်ဖြစ်အသုံးပြုတဲ့ကြက်သွန်ဖြူကဒုတိယနံပါတ်2ဖြစ်ပါတယ်။ကြက်သွန်ဖြူကသွေးကြိုကိုကျစေတဲ့သဘာဝဆေးတစ်မျိုးအဖြစ်လေ့လာတွေ့ရှိထားပါတယ်။ကိုလက်စထရောကိုလည်းကျစေပြီးနှလုံးကျန်းမာရေးအတွက်လည်းကောင်းပါတယ်။နံပါတ်3ပန်းကော်ပီစိမ့်နံပါတ်3ကတော့ပန်းကော်ပီစိမ့်ပါပန်းကော်ပီစိမ့်ကစီးကျူသမားတွေအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ antioxidant ကျွမ်းပြီးတော့အမြင့်တက်ကျွမ်းတဲ့ကာဗွန်ဟိုက်ဒရိတ်ပေါင်းမှုလည်းနည်းပါတယ်ဗီတာမင် C နဲ့ဗီတာမင် K တို့လည်းကျွမ်းပါတယ်နံပါတ်4ချက်သားငါးကြီးစီပဲမျိုးနံပါတ်4ကတော့ protein ဓာတ်တွေကပါပဲprotein ဓာတ်လိုအပ်ချက်တွေကတော့အဆီးနည်းပြီးတော့ protein ဓာတ်ကိုရွေးချယ်ဖို့လိုအပ်ပါတယ်ကြက်ရှင်ဥသားငါအထူးသဖြင့် salmon လို့ငါးကြီးစီပါတဲ့ငါးတွေပဲဖြစ်ပါတယ်ပဲမျိုးကိုလည်းစားသုံးပေးသင့်ပါတယ်ဒီအစားအစာတွေကဘိုက်ပြည့်ဒေးစင်ပြီးတော့သွေးထဲမှာရှိတဲ့တခြားဓာတ်ကိုတင်းညှိပေးနိုင်ပါတယ်နံပါတ်5ကတော့တခြားမပါဝင်တဲ့ဒိန်ညင်ပဲဖြစ်ပါတယ်သူက probiotic ကျော်ဝပြီးတော့ဥမာကြီးရဲ့ကျန်းမာရေးကိုကောင်းမွန်စေပါတယ် protein ဓာတ်ကညင်မာတာကြောင့်စီဝါရေးဖြစ်ပြမှုလည်းကောင်းမွန်စေပြီးသွေးကြိုထိန်းညှိမှုကိုလည်းကူညီပေးနိုင်ပါတယ်နံပါတ်6ပန်းသီးဖြစ်ပါတယ်အသီးနှံတွေထဲမှာပန်းသီးကိုရွေးချယ်နိုင်ပါတယ်အမြင့်တက်ကျော်ဝပြီးတော့ဗီတာမင် C လည်းပါဝင်တယ်ပန်းသီးမှာပါတဲ့အမြင့်တက်ကတခြားဓာတ်စုပ်ယူမှုကိုနှေးကွေးစေတာကြောင့်သွေးထဲမှာတခြားဓာတ်ချက်ချင်းတက်စေပါဘူးဒီနေ့ကိုတလုံးဒါမှမဟုတ်ရင်တဝက်နေ့စဉ်စားသုံးပေးနိုင်ပါတယ်နံပါတ်9လက်ဆက်တော့ငါးများလက်ဆက်တဲ့ငါးတွေဆလမွန်ငါးတွေတူနာငါးတွေလိုမျိုးငါးကြီးစင်ပါဝင်တဲ့ omega 3 fatty acid ကနှလုံးရောဂါဖြစ်ပွားနိုင်ခြင်းကိုလျှော့ချပေးပြီးတော့သွေးတိုးကိုကျစေပါတယ်စီဂျိုယောဂရဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့နှလုံးရောဂါကိုကာကွယ်ပေးနိုင်ပါတယ်နံပါတ်10ပဲအမျိုးကလပဲမပဲစတဲ့ပဲတွေကအမြင့်တက်တဲ့ protein တို့ရဲ့စွမ်းအားပမာဏအများဆုံးဖြစ်ပါတယ်သူတွေမှာတခြားတဲ့ထိန်းညှိမှုကိုတည်တည်သားသားကောင်းမွန်စေတာကြောင့်စီဂျိုသမားတွေမဖြစ်မနေစားသုံးတဲ့အထက်မှာပါဝင်ပါတယ်အခုမှအသီးတွေဗန်ဒါစီတေချာသီးတို့လိုအခုမှအသီးတွေကကောင်းမွန်တဲ့အဆီဓာတ်မက်ဂနီဆီယမ်နဲ့အမြင့်ဓာတ်တွေကျွမ်းသွားပါတယ်သူတွေမှာတ
တကြားဓာတ်ကိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ဒါပေမဲ့ကယ်လိုရီများတာကြောင့်တစ်နေ့ကိုလက်တစ်စုပ်စာလောက်ပဲစားသုံးပေးသင့်ပါတယ်။ ကင်ချီထဲမှာ probiotic တွေအပြည့်ပါဝင်ပါတယ်။ဒီအက်ဆစ်ဓာတ်ကဥမာကြီးရဲ့ကျန်းမာရေးကိုကောင်းမွန်စေပြီးတော့ဇီဝရေးဖြစ်ပျက်မှုကိုတိုးတက်ကောင်းမွန်စေပါတယ်။ဒါပေမဲ့စားပါဝင်မှုများတာကြောင့်သွေးတိုးရှိတဲ့သူတွေကတော့တတိထားစားသုံးသင့်ပါတယ်။ဒါတွေကတော့စီးကျူရှိသူတွေစားသုံးတဲ့အစားအစာ10မျိုးဖြစ်ပါတယ်။ဒီထဲမှာတတိထားရမယ့်အချက်2ချက်ရှိပါတယ်။ပထမတစ်ချက်ကဘယ်အစားအစာမဆိုပမာဏအတိုင်းအတာနဲ့ပဲစားသုံးသင့်ပါတယ်။ GI နဲ့တဲ့အစားအစာတွေကိုတစ်ထိုင်နဲ့အများကြီးစားတာထက်တစ်နေ့ကိုအနည်းငယ်စီခွဲပြီးတော့စားပြီးတာကပိုကောင်းပါတယ်။နံပါတ်2ဒီဗီဒီယိုထဲမှာပြပြထားတဲ့အချက်တွေကရေပုံရကျန်းမာရေးအကြံပြုချက်တွေသာဖြစ်ပြီးတော့တင်းရဲ့ဆရာဝန်ဒါမှမဟုတ်အာဟာရပညာရှင်တွေနဲ့တိုင်ပင်ပြီးတင်းတော်တဲ့စားသုံးမှုပုံစံကိုတင်ကိုယ်တိုင်ချမှတ်ဖို့ကအရေးကြီးပါတယ်။ဒီဗီဒီယိုလေးကတင်းအတွက်အကျိုးရှိမှဆိုရင် like and follow လေးပြုလုပ်ထားပေးပါ။ဒီလိုမျိုးနောက်ထပ်ကျန်းမာရေးအသိပညာပေးပုဂ္ဂိုလ်တူတာတွေကိုသိကျင်နေဆိုရင်ထပ်ပြီးတော့ကြည့်နိုင်အောင်လို့ channel လေးကို subscribe လေးလုပ်ပြီးဘေးနားခေါင်းလုံးလေးကိုနှိပ်ထားပေးခဲ့နိုင်ပါတယ်။